Gawa, Chinagaro, Panacry by Chinodiniaro, the Supervey Adam, don't never mother mess for Adam, part 2 or Fabio, with one of the Bass of Adam Hagu, to tap it to the one of the put Amazon, Adam Jaro, Marshi Babas or Adam Pabari, Jake Dan Zoin, ah, I want property, John Mullen about a man, do it, what? Oh, my moon she is with me, General the Papa Fuji story, Nita Swing. Look at Thomas on 5 plus 5 into 5 into 5 machine must be okay. Your opponent name will see by it. I may to our 5 into 5 into 5 into blow, let's get the about me. I do 10 story in each other, we see my paper. Yeah, I don't know. I don't know. I don't know. Today I don't know. Asian stuff I don't know. Meanwhile, I don't know. Superman will live on my piano and you change your shot. We do a similar the animation leader. I'll code out. I'll look out. Oh, by child look by animation the robot. Java. You're the coin animation ni pa bare akon thari ro ba thari ro ba be ko animation ni yo ho bi now တို့ရဲ့ဒီ fan တခုရှိတဲ့ဒီ chicken ဒီကြက်ကောင်ကိုနှိမ့်တက်ပြီးနှိမ့်တက်ထဲမှာ chicken jerky လို့နာမည်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီဟို macro movie ရလို့ chicken jerky လေးပြောင်းရလို့ကျွန်တော်ဗီဒီယိုတစ်ခုမှတွေ့ရကျွန်တော်အခုစမ်းကြည့်မယ်ဗျကျွန်တော် chicken jerky နာမည်ပေးလိုက်မယ်ဒီကိုနေတော့ဒီထည့်လိုက်ဟောဒီပေးပြီးကျွန်တော်ပေးပြီးတာဒီလိုနေရ chicken ဒီကိုစီကို jerky လို့ပေးတာဖြစ်ပါတယ်ဟုတ်ခက်လိုက်ပါပြီးရင်ချက်ကို spawn လိုက်ပြီး name ပေးလိုက်ပါဒါတော့ဒီ macro movie တွေက chicken jerky ဖြစ်ပါတယ်သူကဒီ story မှုမှာကျွန်တော်တိုက်ခတ်မှာမဟုတ်ဘူးမပြ story မှုမှာကျွန်တော်မတိုက်ခိုက်ပါဘူးဘီနာဆိုကြီးကလွေးရောပေါ့ဗျာယောတော်ဖြစ် A few moments later ဟောနော်ကဲဒီမှာဒီရောကျွန်တော်တိုက်ခတ်မှာမပါဘူးဆုံးပြီးတော့အုပ်လိုက်ပါဘုမလေးအများကြီးပါပဲဟိုတိုက်ခတ်မဟုတ်ပါဘူးဟုတ်ပြီ so နောက်တဲ့ item တစ်ခုကျွန်တော်တွားလိုက်အောင်အဲ့ဒါကြတော့ marine ship ဆိုတဲ့ item ဖြစ်ပါတယ်ဒီ item ကြတော့ဒီတင်မောမောင်းလျံပေါ့ဗျာကျွန်တော်ပါတဲ့ item ကြီးကျွန်တော်ပြန်ပြရအောင်ဆိုပြီးပြီးဒီမှာသူ့မှာပါတဲ့ဒီ accessory တော့သူ့မှာပါတဲ့ဒီ item မှာပါတဲ့ပစ္စည်းရပေါ့ကျွန်တော်တို့လူရာကဒီ cherry ဒီအဲ့အမျိုးရှိရဗျာဒီ HELM house ဆိုတော့ကျွန်တော်လူတယ်ဒီမျိုးတစ်ခုယူလိုက်ဒီခေါင်းတော့ကျတော့ဒီရားထည့်ပေးကြမှာပါခေါင်းတော့မန်းတစ်ခုရှိသေးတယ်ဟုတ်ပြီကျွန်တော်ကြက်ရဘလော့ကျွန်တော်ကြက်ရဘလော့တစ်ခုကျော်ရွေးလိုက်မယ်ပြီးရင်ကျွန်တော်တင်မောဆောက်ကျွန်တော်ကဒီ oak plant ယူလိုက်ပါတယ်ကျွန်တော်ဟိုတင်မောလုံးကျွန်တော်တင်မောဆောက်လိုက်ပါပြီကျွန်တော်အကြီးလို့တော့ပါဗီဒီယိုကအကြာကြီးပြောမှကြောက်လို့ပါတော့ကျွန်တော်ဒီတိုင်းလေးကိုကျွန်တော်စမ်းပြပါမယ်ဟုတ်ပြီတော့ကျွန်တော်နည်းနည်းဒီ decoration နဲ့လုပ်လိုက်မယ်ဗျာနော်ဟုတ်ပြီညမှာကျွန်တော်ဒီညမှာချလိုက်ပါကြိုက်နေမှာချလိုက်ပါဒီမှာအလေးနေရာကိုတိုင်းချလိုက်ဒီမှာကိုကြိုက်နာမည်ကိုပြီးလို့ရပါတယ်ကျွန်တော်ဒီကနေပဲထိုက်တော့မယ်သူရဲ့ maximum block က924ဒီကို block ကိုကျွန်တော်သူလက်ခံပါတယ်ဟုတ်ပြီအဲ့ဒါရေလုံးစမှာကျွန်တော်ချက်သေး3ခုလောက်ထားလိုက်မယ်ကျွန်တော်ချက်လေးတစ်ခုနှစ်ခုဟုတ်ပြီချက်လေးနှစ်ခုထားလိုက်ပဲကျွန်တော်ဒီမှာထည့်လိုက်မယ်ပြီးတော့နည်းကျွန်တော်တိုးလိုက်မယ်ဗျာ submit လုပ်လိုက် mask နဲ့ဖြစ်နေပြီမ complete လို့ပေါ်သွားရင်သူထပ်နေလိုက်ဒီ compile ကိုနှိမ့်အောင်ဖြစ်ပါတယ်ဒီ configure ဆိုတာကသူ့ရဲ့ setting တွေပါဒါ configure လုပ်လို့ရမယ် setting တွေမှာဆိုရင်ဒါသူ့ရဲ့ဒီ block နေထောက်ပြင်လို့ရရပါရှိမယ်ပြီးရောဒီ one နေရာပြန်သွားမယ်ဒါကို configure နှိမ့်လိုက်ဒါဆို active ဖြစ်ပြီဟိုဒီရလို့ပြန်ပေါ်လာပြီဆိုရင်ဒါဆိုမောင်းနေရပြီနည်း glitch ဖြစ်တယ်ဗျာနော်ကျွန်တော်မောင်းနေတာကျွန်တော်တင်မောင်းနေပါပြီ nice
ကဲဆေးကျင်နေဆိုရင်ဒီခလုတ်လေးလေးကိုညှိနေလိုက်ပါဟောကျွန်တော်တို့ဒီပုံနေထားပြန်ရောက်ပါပြီဒါဘာလို့ကြံငယ်လေးဆိုတော့ကျွန်တော်တို့ဘလော့ထည့်ရကျွန်တော်တို့နေရောဒီနောက်ပိုင်းကြံခဲ့တာပါဒီမှာစတင်ပြန်ချိန်လို့ရမယ်ကျွန်တော်မချိန်တော့ပါဘူးသူဒီတိုင်းလေးပဲထားလိုက်ပါတော့မယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီအမြောက်ပြတ်တဲ့ဒီခန္ဓာပြတ်တဲ့ဥစ္စာကိုကျွန်တော်ခန္ဓာဒီလိုထားလိုက်ပြီးခန္ဓာဘိုးဆိုတာလေးရှာပါ ANN ခန္ဓာဘောဒါခန္ဓာ remove အဲ့လိုပြလို့ပြပြရောက်တယ်နော်ကျောက်စာလူဝင်လို့မရဘူးဗျဒါကလူဝင်လို့ရတဲ့ဟာပါလူဝင်ပြလို့ရပါတယ်ဟိုရနေနေပြီးရင်ဒီခုံတဲ့ခလုတ်လေးကိုနေတယ်ပါဒီကြီးစံကန်နိုဘိုးရှိနေမှာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ဘာမှပြမှာမဟုတ်ဘူးဗျနေပါနော်ပြလို့ရပြီပါနေရာပြောင်းလို့ရပါတယ်ဒီလိုပြလို့နေချင်းလို့ရပါတယ်ဘယ်လိုပြမလဲပို့ပြမလားအောက်ပြမလားပို့ပြဖြစ်ပါတယ်ပို့ပြပါမယ်အုံမိုင်းပြတယ်ပါပဲဒီခန္ဓာကိုယ်လုံးဝတော့ပြပါတယ်အဲ့လေလူပြလို့ရပါလူနဲ့ချင်းပြလို့ရပါလူလုံးပြလို့ရပါတယ်တကယ်ကြီးဆိုရင်တကယ်မိုက်မှာဗျဒီအတန်းဝါးတွေပါရပြီးချမယ်ဒီအတန်းတော်မိုက်တဲ့အတန်းဖြစ်ပါတယ်ကြိုးကြိုက်တယ်မှာတော့ပါရောဒီအတန်းကိုဒီအတန်းနေကျွန်တော်ပြကအတန်းကြီး9ခုလုံး duration ထဲမှာလင်းချပေးရပါတယ်တော့ပြီးထောင်းလိုက်ကြပါဗျာနော်တော့ပြောကြဒီCanon remove ဆိုတာလေးကိုရှင်းနေပြီးရင်ဒီကုန်းလိုက်ပြီးတော့ဒီမှာအဲ့လိုထည့်ပြီးရင်ဒီ3ခုလုံးထည့်ရပါနော်အဲ့ဆိုရင်ငယ်နေဝေးသွားပြီးရင်တော့ဖိလိုက်အဲ့ဆိုရင်3ခုပဲလုံးပြတယ်ဗျဟုတ်ကဲ့နောက်ထပ်ပြကြည့်မယ်3ခုပိုင်းပြတယ်ဗျအဲ့ဒါကျွန်တော်ပြုံးမိသွားလို့ပါကျွန်တော်ခုနဆိုင်တော့တွေ့သွားခဲ့တော့โอเคဒါဆိုတော့အဲ့ဒါကျွန်တော်တို့တကယ်ကြည့်လိုက်အောင်တို့တော့အဲ့ဒါလေးကတော့ sleeping bag အဲ့ဒါလေးမဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပြလိုက်ဗျမဟုတ်အရာမျိုးစုံရှိပါ sleeping bag လေးဒါကြောင့်သူ့ရဲ့ setting မှာဒီမှာကျွန်တော်တစ်ခါယူသွားပြီโอเคနောက်တစ်ခုယူရပါလားလို့ဒီလိုချလိုက်မင်းတို့လေးထပ်နှိပ်လိုက်ပြီးရင်ထပ်နှိပ်လိုက်အောင်ပြီးရင်မှာကိုယ်အချင်းနဲ့ချုပ်ယူလို့ရပါတယ်ကျွန်တော်ခုမနက်ပိုင်းဆိုတော့ကျွန်တော် sleep until sunset ဆိုတာကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော် password ခုနလောက်ထား item မှာကျွန်တော်ပြောတော့ချင်းတာကျွန်တော် password ကကျတော့ ST EV Steve ဖြစ်ပါတယ် submit လုပ်လိုက်ပါအဲဆိုရင်ကျွန်တော်မှာပြီအနေဒါဟုတ်ပဲသူခုနပြောရတယ်ကျွန်တော်နိုးတာပါဒါဆိုတော့ဒီ sleeping bag setting ကခတ်လို့ရဖြစ်ပါတယ်ကျွန်တော်ကဒီမှာ setting ကျွန်တော်ပြမယ် option မှာကျွန်တော် password ကိုကျွန်တော်ထည့်ရတော့ပါ login password ကိုဖြတ်ပြီးရင် Steve ဆိုတာကိုဖြတ်ပြီးရင် submit နှိပ်လိုက်ပါအဲဆိုရင်ကျွန်တော်တို့ပြန်လို့ရပါပြီဒီထည့် summary ပြန်နှိပ်လိုက်ပါအဲဆိုရင် password ထည့်တာမျိုးကျွန်တော်အိတ်လို့ရပါပြီsummary မှာကျွန်တော်နှုတ်လာပါတယ်ဒါ summary လေးပါ okay so နောက်ထပ်အဲ့ဒါကတော့တော့အဲ့ဒါကျွန်တော်သွားလိုက်အောင်ရတော့ waypoint ဆိုအဲ့ဒါဖြစ်ပါတယ်ဒီအဲ့ဒါမှာကျတော့ခဏလမ်းပြောင်းနေတဲ့ bro တွေဒီကတော့မှာခဏလမ်းပြောင်းနေပြီးတော့အရန်တင်တောင်းအဲ့ဒါဖြစ်ပါတယ်ပြီးတော့ swiper မှာလည်း crack တာမှာအရန်လွယ်ကူပါတယ်ကျွန်တော်တို့လိုတာကဒီ stick တစ်ခုပဲเนาะပြီးတော့ wood တစ်ခုပဲလိုပါတယ်ဟိုမှာဒီ waypoint ကြီးဆိုတာလေးရပါမယ်အဲ့ဒါကိုနည်းနည်းကြာလေးဖိပြီးတော့ဒီလိုဖိလိုက်ရင်ဒါသူကနည်းနည်း error မဟုတ်ပါဘူးဒါသူ့ရဲ့ UI ကအဲ့လိုပုံမှန်ဖြစ်နေတာပါဒီမှာ waypoint bro အပ်မယ်ဆိုရင်ဒီ waypoint UI main menu အဲ့ waypoint ဆိုတာနှိပ်လိုက်ပါဒီပြန်ကူပေးခြင်းနဲ့မပြီးလိုက်ပါကျွန်တော်ဒီ waypoint ထားလိုက်ပါဒါပဲပြီးလိုက်ပါမယ်ဒါအယောင်တွေကိုကြိုက်လိုက်ပြောင်းလို့ရပါကျွန်တော်ကတော့ဒီ green ဆိုတာ green မဟုတ်ဘူးကျွန်တော်လာ dark and blue ဆိုတာပြောင်းဒါသူ့ရဲ့ဒီ character coordinate ပေါ့ submit လုပ်လိုက်ဒီတော့ကိုထားခြင်းရဲ့ UI လေးပေါ့ကျွန်တော်ဒီ share ဆိုတော့ဒီ share ကိုထားလိုက်မယ်ဟုတ်မှာပေါ်လာပါပြီတော့ bro တော့တောက်ပြမယ်ဒီကျွန်တော်အဝေးတောက်ရမယ်ဆိုကျွန်တော်မီနီယာအောင်ပါဒီ group ပါ bro တော့ light နေအောင်ဖြစ်ပါတယ် bro ဘလော့ဝေးတော့အဲ့ဒါမျိုးမီနီယာဖြစ်ပြီးတော့ bro နောက် light နေလို့ခန်းစားရမှာဒါမဲ့သူမတော့ bro နောက် light မှာမဟုတ်ဘူးဗျသူ့ဘုံနဲ့သူမပြောနေပါပြီ
ပါဟာကျွန်တော်တွိုင်းနဲ့ဗီဒီယိုကောင်ရောက်လာပါလားโอเคပြီးတော့ဒီ waypoint တွေကိုဖြတ်ချင်ရရတယ်ဗျဘယ်လိုဖြတ်မလဲဆိုတော့ကျွန်တော်ရမယ်ဒီ waypoint menu လေးကိုထပ်နေပြီးဒီမှာ waypoint အောက်နှိမ့်လိုက်ပါပြီးရင် waypoint တော့ကျွန်တော်ခုနကပြ waypoint ထပ်နေပါပြီးရင်ဒီအောက်ဆုံးဥစ္စာ waypoint UI main point UI waypoint action delete ဆိုတာနှိမ့်လိုက်ပါ yes ဆိုတာနှိမ့်လိုက်ပါဒါဆိုပြောင်းသွားပြီမရှိတော့ပါဒီပါ okay ဆိုရင်ဒီဗီဒီယိုလေးဆိုရင် like and subscribe နဲ့အားပေးကြပါဦးကြော်ပြီးတော့ဒီဘတ်တုံး microphone တခြားမို့တွေဘတ်တုံးမှာချားမို့ထည့်ပြီးတော့100တွေလုံးမှာလုံးမဲ့ဗီဒီယိုလေးရှိပါတယ်အဲ့ဗီဒီယိုကိုကြောင်းပါမယ်ကြားထဲမှာကျွန်တော်ကဒီFiverr အတွက်ဒီ3ဝင်တဲ့ add-on လေးကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်မှာဖြစ်ပါတယ် so အားလုံး like and share subscribe လုပ်ပေးကြပါဦးပြီးရင်စောကြည့်ပေးကြည့်ကြပါစေသူမှပြန်ချစ်တဲ့ bro တွေလည်းသူမှပြန်ချစ်ပါစေဗျာ okay အားလုံး bye bye ပါ